Ghana MOD လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအရှင်ဖမ်းဆီးရရှိထားပြီးဖြစ်တယ်တမမှုဗိုလ်မှူးချုပ်အောင်သက်ဦးဧပြီလ10ရက်နေ့အင်းတော်မြို့ဂျပန်လှိုင်ကူမှစခန်းကုန်းမှထွက်ပြေးသွားသောတမ89တမမှုဗိုလ်မှူးချုပ်အောင်သက်ဦးကိုလန်ကီတင်နေရာတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခြင်းဖြစ်ပြီးအားလုံးပဲမင်္ဂလာပါအားပေးမြန်မာရှင်တွေမှာကြိုဆိုပါတယ်နေ့စဉ်နိုင်ငံရေးသတင်းတွေကိုတင်ပြတော့မှာမို့ subscribe လုပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတော်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအချိန်นี้အသေးစိတ်ကိုထုတ်ဖော်ပြော၍မရသေးကြောင်းတော်လိုင်းသတင်းများရှင်းပြသည်ဖမ်းမိတာ confirm ဖြစ်ပါတယ်တက်မ89တက်မမှုမှန်ပါတယ်ဗိုလ်မှူးချုပ်အောင်သက်ဦးသည်စစ်တပ်ကသူအပတ်စဉ်42ကျောင်းစင်းဖြစ်ပြီးတက်မ89တက်မမှုမဖြစ်ခင်ကကော့သောင်းတက်နေစစ်ပြူဟာမှုဖြစ်ဗိုလ်မှူးချုပ်ရာထူးပြေတာဝန်ထမ်းဆောင်ခဲ့သည်တက်မ89တက်မမှုချုပ်တက်မှုချုပ်ကဗိုလ်မှူးချုပ်အောင်သက်ဦးမှန်ပါတယ်အင်ဒိုနဲ့ကတာကြားမှာမိသွားတာဆိုရင်ဖြစ်နိုင်ပါတယ်စီရီယံဘူကြီးစေယုံကရန်ကုန်ခေတ်သစ်သတင်းဌာနတို့သုံးသပ်ပြောဆိုသည်ဧပြီလ9ရက်နေ့ညပိုင်းတွင်စကိုင်းတိုင်းအင်းတော်မြို့နယ်ရှိစစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းဖြစ်သောဂျပန်လှိုင်ကူစခန်းကုန်းမှအမှတ်89တမမှုဗိုလ်မှူးချုပ်အောင်သက်ဦးစခန်းဆုတ်ခွာထွက်ပြေးသွား၍အင်းတော်မြို့နယ်တစ်ခုလုံးကိုအပိသက်သိမ်းပိုက်ရရှိသည်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်1စစ်ဒေသ၏အစီအစဉ်ဖြင့်အင်းတော်မြို့နယ်သိမ်းတိုက်ပွဲကို10လကျော်ဆင်နွှဲခဲ့ပြီးနောက်အပိသက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်အင်းတော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်၏ဟောင်ဝေဇာ2လက်120မမ2လက်အပါအဝင်လက်နက်ကြီးများလက်နက်ငယ်များနှင့်ခဲယမ်းမိကြောက်အမြောက်များကိုသိမ်းပိုက်ရရှိကြောင်းသိရသည်အင်းတော်မြို့သိမ်းစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်1စစ်ဒေသကွပ်ကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကပ္ပခရိုင်အမှတ်1တပ်ရင်းအမှတ်2တပ်ရင်းအမှတ်3တပ်ရင်းအမှတ်4တပ်ရင်းကပ္ပခရိုင်အထူးလှုပ်ရှားတပ်ခွဲအမှတ်1အထူးလှုပ်ရှားတပ်ရင်း SR1 အမှတ်10အထူးလှုပ်ရှားတပ်ရင်း SR10 ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်းတော်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ဗမောပကဖဗန်းမောက်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကသာပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကသာခရိုင်ပကဖအမှတ်2ရွှေဘိုခရိုင်ကိုကဲရေးပြင်းလွင်ခရိုင်အမှတ်909 910 912တပ်ရင်းပြင်းလွင်ခရိုင်အမှတ်1တပ်ရင်းကျောင်းသားတပ်မတော် ABSDF တပ်ရင်း17 14ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ9မှအထူးစစ်ကြောင်းမိုးညင်း KPDF ကလေးခရိုင်အမှတ်10တပ်ရင်း Rocket တပ်ဖွဲ့ Drone ပူးပေါင်းတပ်ဖွဲ့ MOD Drone Force ABSDF K2 SR1 အမှတ်1849 Drone တပ်ဖွဲ့ကမ်မလူခရိုင် Drone တပ်ဖွဲ့ကသာခရိုင်လက်နက်ကြီးအဖွဲ့မြင်းကြံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဒါကကျွန်တော်တို့ဒီခေတ်သစ်မီဒီယာရဲ့သတင်းကိုကျွန်တော်ပြန်လည်ဖတ်ပြတာပါအဲ့တော့အညာရုပ်ပေါ်လေးတွေကိုအားပေးကြပါဦးနဲ့နော်ပကုတ်ကူရဲ့အမှတ်15တက်ရင်ကနေပြီးတော့အခုကမ်ပိန်းလုပ်နေပါတယ်အားပေးကြပါဦးနော်ရှီပေါင်းတန်တော်ကြီးတို့စစ်ကောင်စီသားလက်နက်ခဲများရင်းမပင်ရီးမြို့နယ်ကြေးရွာအခြေဆိုင်ခမရ991တက်ရင်စစ်သားတို့ကိုအရှင်ဖမ်းဆီးရမိတောင်သာမြို့နယ်သဲတော်ရွာကိုစစ်တပ်ကဆက်တက်လေထီးပြဘုံကျဲတိုက်ခိုက်ချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ချင်းညီနောင်တပ်ဖွဲ့ကကြီးညာတီးတိမ်မြို့နယ်ကိုဆက်လက်ချစ်တက်မည်ဖလန်းရပြီးတီးတိမ်ကိုဆက်သွားမယ်ချင်းညီနောင်စစ်စင်ရေး Operation CB ဖလန်းမြို့နယ်သိမ်းတိုက်ပွဲတွင်96ဆိုဂျာ PDF Anti-Fascist Internationalist Front AIF Burma National Revolution Army BNRA Burmese Revolutionary Technical Front BRTF Generation Z Army GZA Giant Revolution Force GRF Harmonious Northern Brother HMB Kalay Revolution Force KRF Kalay Urban Guerrilla Kalay UG Minjan Black Tiger MPT National Liberation Army NLA
Revolution Ambulance Wolf Raw Medical Team Sky Federal Troop SFT SOL Your Defense Force YDF Zoo Army ZA ကလေးခရိုင်ပါကဖနဲ့ drone အဖွဲ့တို့ပါဝင်ခဲ့ကြောင်းသိရှိရသည်ဖလန်းမြို့နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်သောနေမြေဖြစ်ပေါ်ဆောင်နိုင်ခဲ့ခြင်းမှာချင်းညီနောင်နှင့်မဟာမိတ်အင်အားစုများ၏မစုံမနစ်သောစိတ်ဓာတ်ဖြင့်ချက်ခံထိုးစစ်ဆင်တိုက်ခိုက်မှုအာရခတက်မတော်မှခဲယမ်းစစ်လက်နက်များအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနှင့်မိဘပြည်သူများ၏တက်ညီလက်ညီဒီဇိုင်းမတ်မတ်ထောက်ပို့ပါဝင်မှုများကြောင့်သာဖြစ်ပါကြောင်းကြေညာထားသည်ချင်းညီနောင်စစ်စင်ရေး Operation CB ဖြစ်ပေါ်ဆောင်ခဲ့သောဖလန်းမြို့သိမ်းစစ်စင်ရေးအတွင်အသက်ပေးသွားခဲ့ကြသည့်အာဇန်နီသူရဲကောင်းများကိုလက်အင်ကပိတ်ဆက်ခဲ့ကြသည့်ရဲဘော်များနှင့်အောင်ပွဲရသည့်အထိရွေးရွှေချွန်ချီတက်တိုက်ပွဲဝင်ခဲ့ကြသောတပ်မှုတပ်သားများ၏ရဲစံသွတ်တိနှင့်ဇွဲလုံးလာရှိမှုတို့ကိုလေးစားဂုဏ်ပြုပါကြောင်းနှင့်ချင်းညီနောင်စီပီနေဖြင့်ဆေးအာနာရှင်စနစ်ကြဆုံးရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင်မဟာမိတ်များနှင့်အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကြေညာထားသည်ကဲကျွန်တော်တို့တွေမညီကြဘူးဆိုကျွန်တော်တို့တွေမညီကြဘူးဆိုမကြည့်နဲတဲ့အဖွဲ့တွေမဟုတ်ပါကြတာကျွန်တော်တို့တွေမညီကြဘူးဆိုကျွန်တော်တို့တွေညီတယ်မကြည်ညာတာမြပြည်မြို့နယ်တွင်ရှင်ကြားဖြတ်လုပ်ငန်းလုပ်ကင်သူနိုင်ငံသား9000ကျော်နေရပြန်ပို့ခဲ့ပြီးဖြစ်တော်လဲကြားဖြတ်လုပ်ငန်းများဆက်လက်လည်ပတ်လုပ်ကင်နေစေလုံစားစီများနီလန်းမျိုးစုံမျိုးဝင်နေစေတောင်သာတွင်စစ်တပ်ကဆက်တက်လေထီးဖြင့်ပုံကျဲတိုက်ခိုက်ကမ်ဘူလူတွင်စစ်ကြောင်းထိုးနေသည့်စစ်တပ်ကပြစ်ခတ်မှုများဇက်တိုက်လုပ်နေပြည်သူတို့တန်ရာတောင်သာကမ်ဘူလူမော်လမြိုင်မြို့ပေါ်တွင်မြို့ပြည်နယ်ကောင်စီနှင့်စစ်တပ်ကပူးပေါင်း၍လောင်းကစားဝိုင်းများတရားဝင်အကြီးအကျယ်ဖွင့်လှစ်ထားတယ်။တညကို300အထက်အကောက်တွေရနေကြတယ်။မော်လမြိုင်မြို့သတိမြိုင်ရက်ကွက် Grand မော်လမြိုင် Shopping Mall ဘေးတွင်လောင်းကစားဝိုင်းများပြည်ရန်ပါဝင်ညစီပုံစံပွဲတော်ကြီးကိုပြည်နယ်ကောင်စီတဲ့မှာပြည်သူတွေကိုသူက normalize လုပ်ဖို့လောင်းကစားဝိုင်းဖွင့်ပြီးတော့ normalize လုပ်ခိုင်းတာ။အဲ့လောက်ရုံမာတယ်စစ်ဆိုရ။နော်ညာစီပုံစံပြပြည်နယ်ကောင်စီစစ်တပ်နဲ့ရဲထွေအုပ်စီဖွဲ့လိုက်ခဲ့ပြီးသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့စစ်များကလုံခြုံရေးယူပြီးခြင်းအကောက်ကြေးများကောက်ခံခြင်းများလှုပ်ဆောင်ရရှိကြောင်းလောင်ကစားဝဲမဲ့ထံမှာအကောက်ကြေးဖြစ်တညလေကျပ်ငွေကျပ်300ကျော်300ကျော်ရရှိနေပြီးခွဲဝေယူကြကြောင်းသိရှိရတယ်ညတိုင်းဘာကောင်းစင်မှမတက်ပဲလောင်ကစားဝိုင်းလုပ်နေတာတဲ့ပွဲဆိုတာအယောင်ပြပုံစံညတိုင်းစီကားနေတယ်တဝင်းလုံးလောင်ကစားဝိုင်းကြီးပဲ200 300ကြာလာကစားတာလဲစိုက်ကယ်တွေကားတွေနဲ့ညတိုင်းလာတယ်ဘယ်သူမှမဖမ်းဘူးတရားဝင်လို့အကောက်ကြေးကောက်ပြီးလောက်တာမဟုတ်ပြည်သူစစ်တွေလုံခြုံရေးယူပေးထားတယ်အဲ့တော့မန္တလေးဥပုပ်တောင်နဲ့ငလင်ကြောက်ပြိုကျပျက်စီးသွားသောအဆောင်အပျက်စီးများကြားဒဏ်ရာရကျင်းသားများကိုဖြစ်သလိုထားပြီးစေကူတာဖို့မပေးဘူးနောက်တစ်ခါငလင်လာပြူရင်ပြူလူစဲအဆောင်အောက်မှာလူတွေအကုန်ဒီပါသေကုန်ပါတဲ့အချင်းသားတွေကလောလောဆယ်မှာမိုးကရဲ့ဆေးဝါးရဲ့အဓိကလိုအပ်နေတယ်ပြိုနေကြလူတွေကိုလည်းလုံးဝမရွှေ့ပေးဘူးတဲ့ငလင်ကြောက်ထိခိုက်တာသောအဆောင်များအလိုအချိန်မီပြိုကျနိုင်သည့်အန္တရာယ်ရှိသည့်ပြင်လက်ရှိငလင်ကြောက်ပြိုကျထားသည့်အဆောင်များမှလွယ်၍တင်းဆောင်းနေသည့်အဆောင်များတိုက်များတဲ့အချင်းသားများကိုဆက်လက်ထားရှိနေကြောင်းဆေးဝါးမလုံလောက်သည့်အခြေအနေများလည်းရှိနေကြောင်းတဲ့သူပြပစေုံများကုသလို့သူများပြောစေုံများကိုကုသခွင့်မရပဲအခြေအနေမျိုးဖြစ်နေတယ်။ကဲ။ဘာဆက်လုပ်ကြမလဲ
နိုင်ငံလုံးတွေယတနာတုတ်ကို9ရက်တိတိ9ချိန်ရွတ်ဖတ်ကြရန်စစ်ကောင်စီကအရေးပေါ်ညွှန်ကြားတယ်ဒုက္ခပါပဲအင်္ဂဘူးနဲ့လေးမျက်နှာမြို့နယ်တို့တွင်စစ်တပ်ကလေကြောင်းပစ်တိုက်ခိုက်ဒါကခေတ်သစ်မီဒီယာရဲ့သတင်းမှာ People Spring ကတော့ KIA နဲ့ TNL ဆွေးနွေးပွဲစတင်တော်လိုင်းတပ်ဖွဲ့တွေသိမ်းထားတဲ့မြို့က96မြို့ရှိလာပြီတဲ့ကဏီကိုစစ်ကောင်စီတပ်၄ကြောင်းတိုက်ခိုက်ဝန်းသူမြို့နယ်ကိုစစ်ကောင်စီ၄ကြောင်းတိုက်ခိုက်၍အရက်သား30ကျော်သေဆုံးစကိုင်းတိုင်းဝန်းသူမြို့နယ်နန်းခမ်းကျေးရွာကိုစစ်ကောင်စီဂျက်ဖတ်တာပြေပုံကျဲတိုက်ခိုက်ရာကလေးငယ်များအပါအဝင်30ကျော်သေဆုံးကြောင်းမြို့ကန်တူကပြောတယ်အင်ဒိုမျိုးသိန်းခံရပြီးကလေးကပတ်ချလေကိုရန်တမ်းပြီးပြက်ခတ်နေတာလေရင်နဲ့လည်းပြက်တယ်ကတာကနေလက်နဲ့ကြီးနေလည်းပြက်တယ်ဝန်းသူကိုကြတော့ဘာမှမဆိုင်တဲ့နေရာကိုပြက်တာတဲ့ဝန်းသူမျိုးနဲ့နေမြေဆက်ဆက်မှုရှိသောအင်ဒိုမျိုးကိုတော်လိုင်းပူပေါင်းတက်များကအေပီလာ9ရက်နေ့ညတွင်တိုက်ခိုက်သိမ်းပိုက်ပြီးထားပြီးစစ်ကောင်စီကလေကြောင်းလက်နက်ကြီးသို့ပစ်ခတ်ပြုလုပ်နေကြောင်းဖြစ်သည်စစ်ကောင်စီယနေ့ညနေပိုင်းတွင်လည်းစကိုင်းတိုင်းတွင်ကဏီမျိုးကိုဆက်တက်လေးထိများ၍ပုံကျဲတိုက်ခိုက်နေသည်